အားလုံးပဲမင်္ဂလာပါနော်ဒုတိယပါရှင်ချမိတ်ဆွေညီကိုများအားလုံးပဲမင်္ဂလာပါပြည့်စုံကြပါစေလို့ဥစ္စာပထမကိုဖြိုး channel ကလည်းကြိုဆိုလိုက်ပါလေဗျာကဲအားလုံးပဲတော့ကိုဖြိုးကိုမြင်နေအားပေးတယ်ကျွန်တော်ရဲ့ချမိတ်ဆွေများညီကိုများအားလုံးပဲကျွန်တော်ရဲ့ video file လေးကိုတွေ့ပြီဆိုတာနဲ့ဝိုင်းပြီးတော့ share ပေးပါ share မှု share လေးတွေလုပ်ထားပေးပါဘာကြောင့်လဲဆိုရင်အခု video file လေးဒီဒါကျွန်တော်ကိုမြင်နေအားပေးတဲ့ကျွန်တော်နေတိုက်ကွေမလေးကိုအခုမှတွေ့တဲ့ကျွန်တော်လိုတက်ကွေမလေးကိုကျွန်တော်တို့အားလုံးအတွက်လုံးဝကိုအကျိုးရှိတဲ့ video file လေးဖြစ်တယ်နော်လုံးဝအကျိုးရှိတဲ့ video file လေးဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ကိုမလေးဒီညနေမှာကျွန်တော်ရဲ့ video file လေးကိုတွေ့ရရကိုမလေးဘလူတွေဘလောက်ကိုပေါက်ကြလဲလူတွေဘလောက်ကိုရကြပေါက်ကြီးတွေမှန်းပြီးပါဘာကြောင့်လဲဆိုရင်ပေါက်ကြီးတွေဘာကြောင့်မှန်ခန်းလဲဆိုရင်ကျွန်တော်ဒီနေ့နေကုန်မှာအဖွဲနေ့နေကုန်မှာတော့ကျွန်တော်လုံးဝအဆင်ပြေခဲ့တယ်လုံးဝကိုအောင်မြင်မှုရရှိခဲ့တယ်เนาะဒီညနေမှာဆိုရင်ကျွန်တော်တို့3ထိပ်စီ9နောက်ပိတ်39ဆိုခဏလေးကိုလုံးဝကိုထိမိလေးနဲ့အောင်မြင်မှုရရှိခဲ့တယ်။ကြောင့်မို့ကျွန်တော်ဒီနေ့မှာလည်းကျွန်တော်အဆင်ပြေခဲ့တော့အောင်မြင်မှုရရှိခဲ့တော့ပဲကျွန်တော်တို့မနက်ဖြန်အင်္ဂါနေ့30ရက်17လပိုင်း2025အင်္ဂါနေ့7နာရီဈေးမှာမရောတကွက်သေးပဲလိုချင်ပါလေပပနိုင်ပေါက်ချင်တယ်ပပနိုင်ရချင်ပါလေဆိုတော့ကျွန်တော်ကိုရင်မလေးတစ်ခါလဲကြည့်သွားပါတစ်ခါလဲကြည့်တစ်ခါလဲယူသွားပါမကြည့်ခင်လေးမှာကျွန်တော်ရဲ့ကိုရင်မလေးကလက်မလေးနှိပ်ပေးမယ်အများကြီးများတွေ့အောင် share ပေးမယ်မျှဝေထားပေးမယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့2တယောက်တည်းပေါက်ဖို့2တယောက်တည်းရဖို့2တယောက်တည်းအဆင်ပြေဖို့ဆိုတဲ့ပုံစံမျိုးနဲ့လွှင့်ပေးတာမဟုတ်ပါဘူးเนาะအများမြင်ကိုလည်းအဆင်ပြေလို့ကိုလိုပဲချားလူတွေအဆင်ပြေချင်မှာပဲပေါက်ချင်မှာပဲရားချင်မှာပဲဆိုတဲ့စိတ်နဲ့ကျွန်တော်လာရောက်ပြီးလွှင့်ပေးတယ်လာရောက်ပြီးတင်ဆက်ပေးတယ်เนาะကိုဖြိုးဖြစ်ပါလေအဲကြောင့်မို့ကိုင်မလေးဘက်ကနေပြီးတော့ငါပေါက်ပြီးရောဆိုတဲ့စိတ်မျိုးတွေမထားဘဲနဲ့အော်ငါလည်းအဆင်ပြေခဲ့တော့ငါလိုမျိုးပဲတခြားလူတွေလည်းအဆင်ပြေချင်မှာပဲပေါက်ချင်မှာပဲဆိုတဲ့စိတ်တွေနဲ့ပဲဝိုင်းပြီး share ထားပါမျှဝေထားပါ channel ကို subscribe မနေရတဲ့လူတစ်ကိုင်မလေး channel လေးကို subscribe လေးနှိပ်ပြီးကြည့်ပေးပါနှိပ်ပြီးတော့ကိုင်မလေးကတော့လက်မလေးတွေတယောက်ကိုတစ်ချက်စီနှိပ်ထားပါတယောက်မြင်တယောက်နှိပ်ပါနှစ်ယောက်မြင်နှစ်ယောက်နှိပ်ပါ3ယောက်မြင်3ယောက်နှိပ်တာတယောက်ကိုတစ်ချက်ပဲနှိပ်ထားပေးပါအားလုံးပဲဘာကြောင့်လဲဆိုရင်ကိုင်မတယောက်ကိုတစ်ချက်နှိပ်ပြီးပြီဆိုတာနဲ့ကိုင်မလေးလိုချင်တဲ့ရှောင်းသားလေကျွေးတွေကြေမဲ့မယုံတစ်ခွက်ထဲပဲပေးမယ်နော်မယုံတစ်ခွက်ထဲပဲပေးမယ်စိတ်ဝင်စားပါလေဝါနာတူပါလေယုံကြည်မှုရှိပါဆိုတခါလဲကြည့်သွားနော်ယုံကြည်မှုရှိတယ်ကိုဖြိုးကိုပဲယုံကြည်ပါလေကိုဖြိုးနဲ့ပဲရရှိလေးတွဲသွားကျင်ပါလေဆိုရင်ကိုမလေးကတခါလဲကြည့်တခါလဲတာကြည့်သွားလမ်းမလေးတာနှိပ်ထားပေးပါကျွန်တော်ခေါ်ပေးခဏကိုမှတ်မိတယ်ဆိုရင်ဘေးနားမှာဘောက်ပလေးဆောက်လေးယူထားပေးပါနော်မမှတ်မိတယ်ကျွန်တော်ခေါ်ပေးခဏကိုမှတ်မိကိုမလေးကတော့ကောမထာမှတ်ပေးပါမမှတ်မိဘူးဆိုတဲ့ကိုမလေးကတော့ဘေးနားမှာဘောက်ပလေးဆောက်လေးယူထားပါမနှက်ပြန်မှာပတ်သီးနဲ့ရှုံထားလို့ပါကိုဖြိုးရေကိုကြီးမာရီကတော့ပတ်သီးနဲ့ရှုံထားလို့ပတ်သီးနဲ့တော့ကျွေးကြည့်ရှင်နဲ့မောင်လေးပေးတဲ့ပတ်သီးနဲ့ပဲကိုကြီးမာရီကျွေးလေးကြည့်ရှင်နဲ့နော်ကျွေးလေးကြည့်ချင်းနဲ့မျက်လေးရလိုချင်ပါလေမနှက်ပြန်အင်္ဂါနေ့မနှက်ပိုင်းမှာပိတ်ရမယ်ပတ်သီးလေးကိုပြပြပေးပါလားဆိုကိုမှတစ်ခါလဲကြည့်သွားမနှက်ပြန်အင်္ဂါနေ့မနှက်ပိုင်းမှာကျွန်တော်ပိတ်ရမယ်ပတ်သီးဒီနှစ်ခုပတ်သီးဖြစ်တယ်နော်ပိတ်ရမယ်ပတ်သီးကနှစ်ခုပတ်သီးနှစ်ကိုကြိုက်တဲ့ကိုင်းမလေးနှစ်ကိုပတ်ပေးပါခုံကိုကြိုက်ကိုမိုက်ကခုံကိုပတ်ပါနှစ်ခုပတ်သီးတော့အားကောင်းပါလေနော်ကျွန်တော်အကြဆုံးပတ်သီးဒီမနှက်ပြန်မှာခုံပတ်သီးကြိုက်တယ်ခုံကိုပတ်တဲ့ကိုင်းမလေးနော်ပတ်သီးကတော့နှစ်ခုပတ်သီးအကြဆုံးဒီခုံပတ်သီးခွန်ဒီရှုံးသမျှအကျွေးတွေကိုကြည်အောင်လို့လုပ်ပြီးပတ်သီးကတော့ခွန်ပတ်သီးဖြစ်တယ်။နောက်သေးတာထိုးကြီးလေးကြည်အောင်လို့လုပ်ပြီးပတ်သီးဒီရန်ပတ်သီးဒီနှစ်ပတ်သီးဖြစ်တယ်။ကြောင့်မို့နှစ်ကိုကြိုက်တဲ့ကိုမလေးနှစ်နဲ့မရောကွက်လေးဒီနှစ်နဲ့နှစ်ရှိ20နှစ်5ဖြစ်တယ်နော်။နှစ်နဲ့ဆိုရင်နှစ်နဲ့နှစ်ရှိ20နှစ်5ပါခွန်နဲ့မရောကွက်လေးဒီခွန်3 80 1ပါနော်။ခွန်နဲ့ဆိုရင်ခွန်3 80 content ဖြစ်တယ်ထိမိမိလေးနဲ့ထိုးကျင်ပါလေပပနိုင်ပေါက်ကျင်ပါလေအကျွေးတွေကြေခြင်းနဲ့အကျွေးတွေကြေပြီးမျက်တွေတဲ့လိုချင်တဲ့ဆိုရင်တော့မနှက်ဖြစ်မှာထိုးရမယ်မယုံတကွာကောင်းလေးသည်89တကွာကောင်းကြိုက်တယ်နော်ခွန်သည်မယုံတကွာကောင်းလေးဖြစ်တယ်မနှက်ဖြစ်မှာ၄ဘိတ်လာဖို့ရှိပါတယ်၄ဘိတ်တမားလေးလေဗလေတမားလေးလေမနှက်ဖြစ်မှာ၄ဘိတ်အကောင့်နဲ့ကျွန်တော်ပေးရဲ့ပဒိတ်နဲ့ကွေမလေးရလေလုံးပိုင်နေတဲ့တွဲပြီးဆော်လို့ရပါတယ်တွဲပြီးတော့ကစားလို့ရပါတယ်နော်တွဲပြီးဆော့ပါတွဲပြီးတော့ကစားလို့ရတယ်နော်ဒါမှမဟုတ်ဘူးကိုဖေးကိုကြီးမာယူကတော့နော်မောင်လေးပေးရဲ့ပတ်သီးမောင်လေးပေးရဲ့ပဒိန်းနဲ့ပဲနော်လုံးတစ်ခါတွဲပြီးသားခဏလေးပဲဆော့မယ်ဆိုရင်မနှက်ဖြတ်မှာ89တကွာကောင်းကြိုက်တယ်ခွန်သည်မိန်ရောကွက်ယုံကြည်ပါလေဝါနာတူပါလေယုံကြည်မှုရှိပါဆိုရင်ယူပြီးဆော့ပါယူပြီးကစားပါယုံကြည်မတူဘူးဝါနာမတူဘူးအကြိုက်မတူဘူးဆိုရင်လုံးဝကိုမစောနဲ့ဘာကြောင့်လဲဆိုကျွန်တော်တို့ကစားတာလीအမှားနဲ့မှန်ရှိတယ်အမှားနဲ့မှန်ရှိတယ်နော်မှန်လက်ခါလည်းရှိတော့မှားလက်ခါလည်းရှိတယ်
အမားမက်ကိုလက်ခံနိုင်ပါဆိုရင်လိုက်ပြီးဆော့ပါလိုက်ကစားပါကျွန်တော်ကိုမလေးလုံးဝကိုအယုံကြည်မှုကအဓိကပါပဲယုံကြည်ကြည်နဲ့ဆော့ပြပါယုံကြည်ကစားပြပါအားလုံးတင်းနေပြီပြောချင်ပါလေကဲအားလုံးပဲကျွန်တော်ကိုမလေးအားလုံးပဲကျွန်တော်ကိုစကွိုင်းမနေရလေးနှိပ်ထားပေးပါဦးကျွန်တော်ပြဖန်လေးကတော့ဒီကရနာခွင့်ပြုပါလေကျွန်တော်မနှက်ပြန်စနိုင်ခွင့်မှာပဲအားလုံးပဲတက်ရင်လက်ရင်နဲ့ပဲပြန်ပြီးတွေ့ဆုံကြပါမယ်ဗျာကဲအားလုံးပဲဘိုင်မှာကျွန်တော်တို့မနှက်ပြန်တွေ့ပါမယ်ဗျာကဲအားလုံးပဲနော်မင်္ဂလာပေါ့ပြဆုံးပါစေကိုစိတ်နှက်ပြကျမ်းမာရေးချမ်းသာကြပါစေပြတက်ရှူတိုင်းမှာလည်းအသက်ရှူတိုင်းမှာလည်းဝေဒီဒီထက်မှကဝန်လန်ကြပါစေပြလုံကျွန်တော်စာနာလေးတုံးတော်ဝါရီနဲ့ပြည့်စုံနိုင်ကြပါစေလို့အားလုံးဒီလင်းတွေကိုဆုတောင်းပေးပါလေကဲအားလုံးပဲဘိုင်မှာကျွန်တော်တို့မနှက်မှာပဲပြန်တွေ့ကြပါမယ်ဗျာကဲအားလုံးပဲ